လက်ဖက်အရသာနဲ့စပါဂက်တီကိုစားဖို့ကြလားဒီနေ့မှာတော့ဂျူးကအီတလီကစပါဂက်တီခောက်ဆွဲနဲ့မြန်မာလက်ဖက်တို့ကိုပေါင်းစည်းပြီးတော့အရန်ကိုစားလို့ကောင်းပြီးတော့ရွှင်လွယ်ကူတဲ့ချင်းကန်ဆက်အရသာလက်ဖက်စပါဂက်တီပြုလုပ်နည်းကိုပြပြပေးသွားပါမယ်အရင်ဆုံးရေနွေးစုစုတွေကိုစပါဂက်တီခောက်ဆွဲထည့်ပြီးတော့15မိနစ်လောက်ပြုတ်ပေးပါမယ်ခောက်ဆွဲသားကအခုလိုမျိုးဖြူလာပြီးတော့ကိုစားကျင်တဲ့အနေထားလောက်အနူးနဲ့ရပြီဆိုလို့ရှိရင်ချလို့ရပါပြီအိုးပူလာပြီဆိုရင်စီထည့်ပြီးတော့ကြက်သွန်ဖြူအနှဲငယ်ကိုထည့်ပြီးတော့စီလေးနည်းနည်းတက်ပါမယ်ကြက်သွန်ဖြူရွှေဝါရောင်တန်းလာရင်ပဇွန်ထည့်ပြီးတော့ပန်းရောင်တန်းလာသည့်အထိကြော်ပါမယ်ပဇွန်ကအခုလိုမျိုးနည်းနည်းကွေးပြီးကြက်လာပြီးရွှေဝါရောင်တန်းလာပြီဆိုလို့ရှိရင်ချင်းဆက်လက်ဖက်ကိုထည့်ပါမယ်ချင်းဆက်လက်ဖက်ကလက်ဖက်အညွန့်မဟုတ်ဘဲနဲ့အခုလိုမျိုးကြိတ်ထားတဲ့လက်ဖက်သားဆိုလို့ရှိရင်ချက်ရတာပို့ပြီးတော့အဆင်ပြေပါတယ်လက်ဖက်ထည့်ပြီးတော့နည်းနည်းသမအောင်မှွေပြီးပြီဆိုလို့ရှိရင်ခုနကပြုတ်ထားတဲ့စပါဂက်တီလက်ဖက်ကိုထည့်ပြီးတော့သမအောင်မှွေလိုက်ပါမယ်ပြီးရင်တော့ရိုးရှင်းလွယ်ကူပြီးတော့ချင်းဆက်အရသာနဲ့စားလို့ကောင်းတဲ့လက်ဖက်စပါဂက်တီခောက်ဆွဲလေးတစ်ပွဲရပါပြီဒီဟင်းပွဲလေးမှာအဓိကပါဝင်ပစ္စည်းကလက်ဖက်စပါဂက်တီခောက်ဆွဲပဇွန်နဲ့ကြက်သွန်ဖြူတို့ပဲပါဝင်ပါတယ်အရသာလေးကချင်းကန်ဆက်လေးကိုမှအခုလိုမျိုးနွေရသည်ပူအိုက်ပြီးတော့ပါဇက်ပြတ်တဲ့ရသည်ဥထုနဲ့တော်တော်လေးလိုက်ဖက်မှုရှိပါတယ်လက်ဖက်ရဲ့အရသာလေးစိတ်ဝင်နေတဲ့ပဇွန်လေးရဆိုလို့ရှိရင်လည်းချွတ်ချွတ်ဆက်ဆက်ချင်းချင်းလေးနဲ့တော်တော်စားလို့ကောင်းတယ်ပေါ့နော်ချက်ပြုတ်ရတာကလည်းရိုးရှင်းလွယ်ကူပြီးတော့အချိန်ကလည်း25မိနစ်လောက်ပဲကြာတယ်ပေါ့နော်ဒါတော့မှစပါဂက်တီခောက်ဆွဲပြုတ်ရတဲ့အချိန်က15မိနစ်ကြာလို့ပေါ့နော်ခောက်ဆွဲကြိုက်တဲ့သူတွေအနေနဲ့အခုလိုမျိုးလက်ဖက်စပါဂက်တီခောက်ဆွဲလေးကိုအိမ်မှာလုပ်စားကြဖို့အကြံပြုချင်ပါတယ်ကျကတော့ခောက်ဆွဲစားပြီးဆက်သွားပြီဆိုတော့အခုပူတင်းလေးစားပြီးတော့အဆက်ဖြေလိုက်ပါအောင်မယ်အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်တက်တာ